မင်္ဂလာပါဗျခင်ဗျားတို့အများကြီးစူးစမ်းခဲ့ပေမဲ့အခုအထိဘာလက်မှထွက်မလာလို့စိတ်တကြနေပြီလားငါလုံနေတာတွေကအလကားပဲလားလို့တွေးနေမိပြီလားဒါဆိုရင်ဒီကြောက်စစ်သမားတယောက်အကြောင်းကိုခဏလောက်နားထောင်ကြည့်ပါဦးကြောက်စစ်သမားတယောက်ဟာကြောက်တုံးကြီးတုံးကိုနှစ်ချမ်းကွဲသွားအောင်ထုနေတယ်သူအားအပြည့်နဲ့တစ်ချက်ထုလိုက်တယ်ကြောက်တုံးကမတုံမလှုပ်ပဲနှစ်ချက်သုံးချက်အကျိန်90ရောက်သွားတယ်ကြောက်တုံးမှာအကြောင်းတော့မထင်သေးဘူးသူဆက်ထုတယ်အကျိန်80 90 99 100အကျိန်100ပြည့်သွားတယ်ဒီကြောက်တုံးကြီးကဘာမှမဖြစ်တယ်လို့ရှိနေတော့ပဲဘေးကကြည့်နေတဲ့လူကတော့ဒီလူယူနေတာပဲမဖြစ်နိုင်တာကိုလုပ်နေတယ်လို့ထင်ကောင်းထင်မယ်ဒါပေမဲ့အဲ့ဒီကြောက်စစ်သမားက100တစ်ချိန်မြောက်မှာအားထိပ်ပြီးတစ်ချက်ထုလိုက်တဲ့အခါဝုန်းကနေဆိုတဲ့အတန်နဲ့တူကြောက်တုံးကြီးဟာနှစ်ချမ်းကွဲထွက်သွားပါလေဒီနေရာမှာကျွန်တော်ခမားကိုမေးချင်တာကကြောက်တုံးကြီးကွဲသွားတာဟာအဲ့ဒီ100တစ်ချိန်မြောက်ရိုက်ချက်ကြောင့်ပဲလားမဟုတ်ပါဘူးရှေ့ကဘာမှမထူးခြားဘူးလို့ထင်ရတဲ့အချိန်100စလုံးရဲ့စုပေါင်းအားကြောင့်ပါအဲ့ဒီအချိန်100သာမရှိခဲ့ရင်100တစ်ချိန်မြောက်ရိုက်ချက်ဟာဘာမှဖြစ်လာမှာမဟုတ်ဘူးခမားအခုစူးစမ်းနေတာတွေကလည်းအဲ့ဒီလိုပါပဲဒီနေ့ခမားလှုပ်လိုက်တဲ့အလုပ်ဒီနေ့ခမားဖတ်လိုက်တဲ့စာဒီနေ့ခမားရင်ဆိုင်လိုက်တဲ့အခက်အခဲတွေကအလကားဖြစ်မသွားပါဘူးခမားရလက်မမြင်ရသေးတာဟာကြောက်တုံးကြီးမကွဲသေးတာပဲရှိတာပါခမားရဲ့စူးစမ်းမှုတွေကအထဲမှာစုမိနေပါမကွဲသေးတာနဲ့ပဲရပ်ပစ်လိုက်ရင်တော့ခမားရှိမှထုခဲ့တဲ့အချိန်100စလုံးအလကားဖြစ်သွားပါလိမ့်